တစ်ပင်ခေါင်းထဲမှာပုံအောင်နေတဲ့အမျိုးသားတယောက်ရဲ့အပေါ်တဲ့မှာသူ့ကိုလိုက်လံဖမ်းဆီးနေတဲ့ဂျာမန်ရရှိတယောက်ရှိနေတယ်သူဟာစစ်ပြေးတယောက်ဖြစ်ပြီးဂျာမန်စစ်တပ်မှာတော့စစ်ပြေးတွေကိုရန်သူတွေထက်တောင်ပိုပြီးရရဆက်ဆက်အပြစ်ပေးလို့ရှိတာပါသူဟာအဖမ်းမခံရဖို့အတွက်စိတ်ထဲကနေပဲတောင်းဆိုချွေနေခဲ့ရတယ်ကံကောင်းတာကသူပုံနေတဲ့တစ်ပင်ခေါင်းဟာမြက်ွယ်နေရာမှာဖြစ်နေတာကြောင့်အရာရှိကသတိမထားမိခဲ့ပါဘူးသူဟာအသက်ရှူတန်အောင်မထွက်အောင်ညင်နေခဲ့ရပြီးအဲ့ဒီနေရာမှာပုံနေရတာဟာကဘာပြတ်မတက်ကြာမြင့်နေတယ်လို့ခံစားနေရတဲ့ညနေဆောင်ရောက်တဲ့ခါမှသာသူဟာအပြင်ကိုသတိထားပြီးချောင်းကြည့်လိုက်တော့အရာရှိလည်းမရှိတော့တာကိုတွေးလိုက်ရတဲ့အေးဆက်တဲ့တန်ကြောင့်သူ့တကိုယ်လုံးတုံရင်နေပြီးစိတ်သက်တွေကြက်နေတဲ့အချိန်မှာပဲစွန့်ပစ်ထားတဲ့စစ်ကားတစ်စီးကိုလက်မြင်လိုက်ရတယ်အဲ့ဒီကားထဲမှာနှွေးထွေးတဲ့စစ်ဝတ်စုံတစ်ထည်တင်မကပဲတားရည်ပင်နဲ့တစုံနဲ့တတိချင်းတစ်ချင်းကိုပါတွေးလိုက်ရတာပေါ့သူကကားကိုထပ်ပြီးရှာဖွေကြည့်တဲ့အခါဘိုးကြီးတယောက်ရဲ့စစ်ဝတ်စုံကိုတွေးလိုက်ရတယ်အဲ့ဒီအာနာရှိတဲ့ဝတ်စုံကိုကြည့်ရင်ရောဟာရဲတင်းနဲ့အကြံတစ်ခုရခဲ့ပါတယ်သူဟာအဲ့ဒီဝတ်စုံကိုဝတ်လိုက်ပြီးသူ့မျက်နှာပေါ်ကပေးပေါ်နေတဲ့ဖုံတွေကိုတက်ရှင်းရေးလုပ်လိုက်တဲ့အခါစစ်ပြေးတယောက်ဟာဂျာမန်ဘိုးကြီးတယောက်ဖြစ်မျက်လက်ပြတယ်လို့ပြောင်းလဲသွားခဲ့ပါပြီးပို့ပြီးတော့ယုံကြည်မှုရှိသွားအောင်သူဟာအရာရှိတယောက်ရဲ့စကားပြောဟန်တွေကိုပါလေ့ကျင့်နေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲသူ့နောက်မှာဂျာမန်စစ်သားတယောက်ရုတ်တရက်ပေါ်လာခဲ့တယ်သူဟာသူ့ရဲ့စစ်ပြေးဘဝကိုတည်သွားပြီလားဆိုပြီးထိတ်လန့်သွားပေမဲ့စစ်သားကတော့သူ့ကိုအလေးပြုပြီးအခြေအနေတွေကိုလာရောက်စီရင်ခံခဲ့ပါတယ်အဲ့ဒီတော့မှသူဟာဂျာမန်ဘိုးကြီးတယောက်ဖြစ်နေပြီဆိုတာကိုသူကိုယ်တိုင်သတိထားမိသွားတော့တယ်သူကချက်ချင်းပဲအမိန့်ပေးပြီးကားကိုပြင်ခိုင်းလိုက်တဲ့အခါစစ်သားကကားကိုရွှွန့်တွေရဲကနေအမြန်ဆုံးမောင်းထုတ်ပေးခဲ့ပါတယ်သူဟာသူ့ရဲ့ဝတ်စုံတင်းနဲ့တားကြဆက်ပြူလာပြီးအဲ့ဒီစစ်သားစီကနေစစ်သားစီစစ်ရေးကတ်ကိုထုတ်ခိုင်းလိုက်တဲ့စစ်သားကလည်းဒါဟာအတူအယောင်ဆိုတာမသိတဲ့အတွက်ကြောက်ကြောက်ရွံ့ရွံ့နဲ့ထုတ်ပေးခဲ့တာပေါ့အဲ့ဒီစစ်သားကသူဟာစစ်ပြေးမဟုတ်ပဲတက်နေကွဲသွားတာပါလို့အတင်းရှင်းပြနေခဲ့တယ်ဂျာမန်စစ်တပ်ကစစ်ပြေးတွေကိုဘယ်လောက်ရက်ဆက်လဲဆိုတာသူလည်းသိနေတာကိုသူကဒါဟာလင်ညာနေတာမှန်းသိတာပေါ့ဘာလို့လဲဆိုတော့သူကိုယ်တိုင်လည်းဒီလိုပဲထွက်ပြေးလာခဲ့တာမို့လို့ပါဒါပေမဲ့သူကအဲ့ဒီစစ်သားကိုအပြစ်မတင်တဲ့အပြင်ပန်းသီးတစ်လုံးတောင်ပေးလိုက်ပါသေးတယ်သူတို့နှစ်ယောက်ဟာဘိုင်းဝအောင်စားဖို့အတွက်စားတော့ဆိုင်တစ်ဆိုင်ကိုလိုက်ရှာခဲ့ကြတယ်လမ်းမှာသူကသူ့ရဲ့စစ်ပြေးဝတ်စုံဟောင်းကိုတိတ်တဆိတ်ဆွန့်ပစ်ခဲ့ပါတယ်ညနေပိုင်းမှာတော့အိမ်ထောင်စုလေးတစ်ခုကိုတွေ့ပြီးသူ့ရဲ့ဗိုလ်ကြီးဝတ်စုံကိုအတုံးကြကအရသာရှိတဲ့အစားအစာတွေတင်မကပဲအိတ်ဆရာခန်းကိုပါရအောင်ယူနိုင်ခဲ့တယ်ဒါပေမဲ့သူအိတ်ဖို့ပြင်နေတော့မှပဲအိမ်ရှင်ကသူ့ကိုရုတ်တရက်ခေါ်ထုတ်သွားခဲ့ပါတယ်သူတို့ကစစ်ပြေးတယောက်ကိုဖမ်းမိထားတာမို့သူ့ကိုအဲ့ဒီလူကိုကင်တွယ်ခိုင်းတာပါဒါဟာသူ့ကိုစမ်းတက်လိုက်တာမှန်သူသိလိုက်ပါတယ်သူကိုယ်တိုင်အသက်ရှင်ဖို့အတွက်သူဟာတခြားနည်းလမ်းမရှိတော့ပဲတင်းနဲ့ကိုထုတ်ပြီးသူ့ရဲ့ရဲဘော်တဦးလေးဖြစ်တဲ့အဲ့ဒီစစ်ပြေးရဲ့ဦးကောင်းကိုချိန်ရလိုက်ပါတော့တယ်